ဟုတ်ပါတယ်တကယ်လေ single mom စီကတန်မာကြပါတယ်သို့ပေမဲ့အမားတို့ကလည်းလူသားတွေကလူသားတစ်ယောက်ပဲဖြစ်တယ်စိတ်ခံစားချက်တွေလည်းရှိကြတယ်အဲ့တော့အမြဲတမ်းတော့မတန်မာနိုင်ပါဘူးတစ်ခါလေမှလည်းအမားတို့မှာပြိုလဲတဲ့အချိန်တွေရှိတယ်လူတွေမမြင်တဲ့နောက်ကွယ်မှာအမားတို့ငိုခဲ့ရတဲ့အချိန်တွေလည်းရှိတယ်ဘဝမှာအရန်ပင်ပန်းလာတဲ့အခါမှာဆိုရင်ကတော့လက်လျှော့ပြီးတော့အလုပ်တော်၎င်းဘာလို့၎င်းမလုပ်ချင်တော့ဘူးထွက်လိုက်ချင်တယ်ဆိုတော့အဲ့လိုစိတ်ခံစားချက်လေးတော့လူတိုင်းမှာရှိကြတာပေါ့နော် single mom ဆိုရင်ကတော့ပိုဆိုးတာပေါ့ရှိတတ်တာပေါ့နော်အခုလိုမျိုးဆက်ဆချင်းတယောက်တည်းရက်တည်ရတော့မယ်ဆိုတဲ့အချိန်မှာတော့ပြောရရင်ကြောက်တာပေါ့နော်အခုလိုမျိုးငါတယောက်တည်းကလေးငယ်လေးတစ်ဖက်နဲ့ဘယ်လိုရှေ့ဆက်ရမလဲဆိုပြီးတော့အရန်ကိုတွေးပြီးတော့ပူပန်ခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ပြိုလဲကြခဲ့တယ်ပေါ့ဆိုတော့ကိုတန်ဖိုးကိုကိုတိုင်းမှမသိရင်ကိုတန်ဖိုးမထားရင်အမားတို့ဘယ်သူမှလည်းတန်ဖိုးထားမှာမဟုတ်ဘူးဆိုတော့အမားအနေနဲ့ပို့ပြီးတော့မှနားလည်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်ကစပြီးတော့အမားရဲ့ self worth ကိုပြန်ရှာတွေ့ခဲ့တဲ့အချိန်မှာဆိုရင်အမားရဲ့အတွေးမြင်တွေကိုယုံကြည်မှုတွေနောက်တစ်ခါကိုယ့်ရဲ့ရွေးချယ်မှုတွေကအစအားလုံးပြောင်းလဲလာခဲ့တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ငါဒီလောက်စူးစမ်းခဲ့လို့ငါသားဒီအသက်အရွယ်တောင်မှရောက်ခဲ့ပြီပေါ့နော်ဒီဟာလေးကိုတန်မာမရမယ်တန်မာရင်းနဲ့ပဲဒီကလေးအတွက်ကိုစူးစမ်းသွားမယ်ဆိုတဲ့စိတ်နဲ့ကိုအမြဲတမ်းလက်လျှော့ခြင်းနဲ့စိတ်ဖြစ်တိုင်းကိုကလေးမျက်နှာလေးကိုအရင်စူးစမ်းပြီးကြည့်တယ်အဲ့တော့ကိုလုံးမရမယ်ကိုအားကိုရမယ်အဲ့လိုမျိုးတာဝန်တွေပုံချလာတဲ့အခါမှာဘသူ့ဟိုမှအားကိုးမနေပဲနဲ့ကိုယ်တိုင်ရှေ့ထွက်ပြီးတော့လုံရဲမှရမယ်ဆိုတဲ့စိတ်နဲ့ပဲအကောင်းဆုံးစူးစမ်းရှင်သန်ဖို့အတွက်ကိုဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်ရှင်ပြီးတော့အရှုံးပေးခြင်းတဲ့နေ့တွေမှာဆိုရင်အမပြန်ပြီးတော့ကြည်ရအမသားလေးမျက်နှာပဲပေါ့နော်ဆိုတော့သူရှိနေတဲ့အတွက်အမမှာရှေ့ဆက်ဖို့ခွန်အားတွေရှိတယ်ရှေ့ဆက်ဖို့အတွက်မျှော်လင့်ချက်တွေဘာကြောင့်မို့လို့ငါဆက်ပြီးတော့ရက်တည်နေရလဲဆိုတော့ရည်မှန်းချက်တွေကပြန်ပြီးတော့ပေါ်လာတယ်ဒီတခြားပတ်ဝန်းကျင်ကပေးတဲ့ support တွေနဲ့ကိုယ့်ရဲ့ဒီပေါ့နော်ကိုယုံကြည်မှုကနေပြီးတော့မှပြန်ကူစားပြီးတော့မှတစ်ဆင့်ကိုတိုင်း support ပေးနိုင်တဲ့မိခင်တယောက်ဖြစ်တဲ့အချိန်မှာပို့ပြီးတော့ကိုယုံကြည်မှုရှိလာလိမ့်မယ်ပေါ့နော်